ဒီလူဟာအဆုံးမဲ့ခွန်အားနဲ့မွေးဖွားလာခဲ့တာပါသူဟာပေါင်ထောင်ပေါင်းများစွာရှိတဲ့ပုံသွင်းတူကိုဗလာလက်နဲ့ကောက်ယူနိုင်ခဲ့ပါတယ်ဒီနေ့မှာဒီလူဟာပေါင်ထောင်ပေါင်းများစွာရှိတဲ့ပုံသွင်းတူနဲ့တန်ပိုင်းစတစ်ခုကိုထုရိုက်ခဲ့ပါတယ်ဒီတန်ပိုင်းစကိုပြိုင်ဘက်ကင်းတဲ့နတ်ဖျားလက်နက်အဖြစ်ပုံသွင်းခြင်းခဲ့ပေမဲ့လက်နက်ဆရာကဒီလူမှာရက်ဆက်ကြမ်းကြုတ်တဲ့အင်အားရှိပြီးနတ်ဖျားလက်နက်ကိုပုံသွင်းဖို့နီးလက်တစ်ခုလိုအပ်တယ်လို့ပြောခဲ့တာကြောင့်ပညာရှင်ကတူကြီးကိုကောက်ယူပြီးပုံသွင်းခဲ့ပါတယ်မကြခင်မှာပဲဓာကြီးတစ်ချောင်းကိုပုံသွင်းခဲ့ပါတယ်အဲ့ဒီဓာဟာငိမ့်တက်ပြီးနောက်အလွန်ထက်မြက်ပါတယ်ဒါပေမဲ့အဲ့ဒီလူဟာထူးဆန်းစွာပဲဓာတစ်ချောင်းကိုပုံသွင်းခဲ့ပါတယ်သူဟာဓာကိုငိမ့်တက်ဖို့တနာကိုအသုံးပြုခဲ့ပါတယ်လူတိုင်းကသူ့ကိုနောက်ပြောင်တယ်လို့ယူဆခဲ့ကြပါတယ်ဒီလိုပါလွာတဲ့ဓာဟာမျောလင့်ထားတဲ့အတိုင်းဓာကြီးတစ်ချောင်းကိုမနိုင်ယူနိုင်ဘူးလို့ထင်ခဲ့ကြပါတယ်လက်နက်ဆရာကသူ့လက်ကိုဝေယမ်းပြီးခိုးကိုတက်ခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီလူကလက်ကိုဝေယမ်းပြီးဓာနဲ့ထိုးခဲ့ပါတယ်ခိုးဟာမြေပြင်ပေါ်လဲကျသွားပေမဲ့အသက်ရှင်နေသေးပါဓာကိုမြင်တော့အားလုံးကရေမောခဲ့ကြပါတယ်ကျိုးနေတဲ့ဓာတစ်ချောင်းဖြစ်ပြီးခိုးကိုတောင်မတက်နိုင်ပါဘူးဒါပေမဲ့အဲ့ဒီလူကခိုးဟာတေသွားပြီလို့ပြောပါတယ်နောက်တစ်စက္ကန့်မှာခိုးဟာအသားနဲ့အယိုးတွေကနေကွဲထွက်သွားရုံသာမကအယိုးစုတွေတောင်လမ်းလျှောက်နေသေးပါလူအုပ်ကြီးကမြင်လိုက်ရတဲ့အခါအံ့အားသင့်သွားကြပါတယ်ဒါဟာလုံလောက်အောင်ထက်နေတဲ့၍ဓာနဲ့ထိမှန်တဲ့တစုံတစ်ခုဟာချက်ချင်းမသေးပဲအရင်ဘဝကအတန်ကိုပြန်ပြောလိုက်မယ်လို့ကောလာဟလတွေထွက်ပေါ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာဒီလူရဲ့လက္ခဏာဟာရိုးရှင်းတဲ့ကိစ္စမဟုတ်ဘူးဆိုတာသူတို့သဘောပေါက်လာကြပါတယ်